ဈေးကွက်ရရှိလာသောမြမလက်ဖက်ကို2020ပြည့်နှစ်အောက်တိုဘာလ1ရက်မှ2021ခုနှစ်စက်တင်ဘာလ30ရက်အထိပြည်ပသို့လက်ဖက်တန်ချိန်4900ခန့်တင်ပို့ခဲ့ကြောင်းသိရပါတယ်။ရေကြောင်းလမ်းခရီးမှလက်ဖက်တန်ချိန်200ကျော်နဲ့ကုန်းလမ်းနယ်စပ်ဂိတ်များမှလက်ဖက်တန်ချိန်4000ကျော်စုစုပေါင်းတန်ချိန်4900ခန့်တင်ပို့ခဲ့ပါတယ်။လက်ဖက်အဆိုကိုကိုရီးယားနိုင်ငံနဲ့ဂျာမနီနိုင်ငံတို့ဈေးကွက်စမ်းသပ်တင်ပို့လျက်ရှိပြီးရှမ်းပြည်နယ်မှထွက်ရှိသောလက်ဖက်ချောက်ကိုတရုတ်၊အီရူနိုင်ငံများနဲ့အာဆီယံနိုင်ငံအချို့တို့တင်ပို့လျက်ရှိပါတယ်။မြမလက်ဖက်ဟာရှမ်းပြည်နယ်တောင်ပိုင်းမှာအများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီးပင်လောင်၊ပင်းတရနဲ့ရွာငံလက်ဖက်ချောက်တို့ဟာနာမည်ကြီးပြီးကိုကန့်လက်ဖက်ချောက်ဟာလည်းပြည်ပဈေးကွက်ဝင်အဖြစ်တင်ပို့လျက်ရှိပါတယ်။ကမ္ဘာတွင်လက်ဖက်အများဆုံးထုတ်လုပ်သောနိုင်ငံတို့တွင်မြန်မာနိုင်ငံပါဝင်ပြီးပြည်ပပို့ကုန်တို့မှာရေထွက်ကုန်နဲ့အခြားပို့ကုန်များနည်းတူလက်ဖက်စိုက်ပျိုးထုတ်လုပ်မှုမှာလည်းနှစ်စဉ်နိုင်ငံခြားဝင်ငွေရရှိလျက်ရှိရာထုတ်လုပ်မှုနှင့်စိုက်ပျိုးမှုနည်းပညာအားဖြည့်ဆောင်ရွက်မှုနဲ့ကမ္ဘာလက်ဖက်အများဆုံးတင်ပို့သောနိုင်ငံစာရင်းတွင်ပါဝင်လာနိုင်မှာဖြစ်ပါတယ်။2020ပြည့်နှစ်အောက်တိုဘာလ1ရက်မှ2021ခုနှစ်စက်တင်ဘာလ30ရက်အထိပြည်ပသို့လက်ဖက်အဆို6ကုန်တန်ချိန်4900ခန့်တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။